လာပါခင်ဗျာကျင်နာတွေတွေ့ပြီးခွဲခွာအဝေးသို့နေစေတနာတွေဘလို့ပဲပုံထားရှိပါစေမုန်းစကားတွေချွေဖဲ့ချွေဘယ်သူမှမသိတော့တည်တယ်ကျင်သူရှိတိတ်ကိုအချစ်ကြောင့်ရှင်မနဲ့နေဝေဒနာတွေပြေရှာမရအောင်မွန်ချက်နေရှိရင်ကျဲသူလို့ရတော့စီးစင်းနေတို့ဘဝနဲ့မတူချားစီမြေမြေဆုံးထိသွားကြည့်ခြင်းပြောမဲဆုံးကဘာဆုံးနဲ့ထိရှောင်သွားခြင်းပြောစရာဆိုရတို့ရဲ့ကဘာမှမရှိပါရင်နာစရာတွေတွေ့ကြည့်ပြန်ရှင်ရှင်နဲ့မှာပြည့်ချက်ကနေလွမ်းဝေးတရားဝတ္တုခါကနေကြည်ပါစေဒီဘဝအတွက်တော့ဒီတပည့်ချွေကျင်နာတွေတွေ့ပြီးခွဲခွာအဝေးသို့နေစေတနာတွေဘလို့ပဲပုံထားရှိပါစေမုန်းစကားတွေချွေဖဲ့ချွေဘယ်သူမှမသိတော့တည်ပဲကျင်သူရှိတဲ့ကိုချစ်ကြောင်ရှင်မနဲ့နေဝေဒနာတွေပြေရှာမရအောင်မွန်ချက်နေရေပြင်းကျဲသူလိုရာကိုစီးစင်းနေတို့ဘဝနဲ့မတူတခြားစီရေပြင်းဆုံးထိသွားကြည့်ခြင်းပြောမဲဆိုကဘာဆုံးနဲ့အထီရှောင်သွားခြင်းပြောစရာဆိုရတို့ရဲ့ကဘာမှမရှိပါရင်နာစရာတွေတွေ့ကြည့်ပြန်ရင်ထဲမှာပြည့်ချက်ကနေအလားဝေးတရားဝတ္တုခါကနေကြည်ပါစေဒီဘဝအတွက်တော့ဒီတင်မဲ့ကြည်ပြောပြောစရာဆိုရာတို့ရဲ့ကဘာမှမရှိပါရင်နာစရာတွေတွေ့ကြည့်ပြန်ရှင်ရှင်နဲ့မှာဒီချက်ကနေလွမ်းဝေးတရားဝတ္တုခါကနေကြည်ပါစေဒီဘဝအတွက်တော့ဒီတင်မဲ့ကြွေကျေးဇူးများတင်ပါတယ်ခင်ဗျာ